Hello ဒီနေ့တော့အာဗန်မလို့ပဲ non-stick ပန်ကိုသုံးပြီးနူးနူးညံ့ညံ့ငှက်ပြောသီးကိတ်လေးလှုပ်စားဖြစ်ပါတယ်။ပါဝင်ပစ္စည်းတွေလည်းနည်းပြီးလှုပ်ရတာလည်းလွယ်တာမို့အိမ်မှာအလွယ်တကူလှုပ်စားဖို့အဆင်ပြေပါတယ်။အရင်ဆုံးကြက်ဥနဲ့တကြားကိုထည့်ပြီးမှုပေးလိုက်ပါတယ်။ပြီးရင်နှုတ်ထည့်ပြီးထပ်မှုပေးလိုက်ပါတယ်။ပြီးရင်စားနဲ့ vanilla extract လေးလည်းထည့်ပြီးပြန်မှုပေးလိုက်ပါတယ်။ပြီးရင်ကိတ်ကြုံနဲ့ baking powder တို့ကိုစကားတိုက်ပြီးထည့်လိုက်ပါတယ်။သူ့ကိုလည်းနှံ့နေအောင်လို့မှုပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့စီထည့်ပြီးအားလုံးကိုတီချာလေးပြန်မှုပေးလိုက်ပါတယ်။ပြီးသားရင်တော့မိဖို့ပေါ်မှာပန်ကိုတင်ပြီးထောပတ်လေးအရေးပြောအောင်လို့အပူပေးလိုက်ပါတယ်ပြီးရင်အိုးကိုမိဖို့ပေါ်ကနေချပြီးတကြားထမင်းစားစုံနဲ့တစုံကိုအောက်ခြေအနှံ့ဖြန့်ထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ငပြောသီးနှလုံးကိုအလဲကနေချမ်းပြီးစီထည့်ပေးလိုက်ပါတယ်ပြီးရင်မုံနှစ်ကိုလောင်းထည့်ပြီးအိုးကိုနည်းနည်းလေးလှုပ်ပေးလိုက်ပါတယ်ပြီးရင်တော့အဖုံးအုပ်ပြီးမီးအနှိမ့်ဆုံးနဲ့မိနစ်20-25မိနစ်လောက်ဖုတ်ဖိခဲ့ရပါတယ်အချိန်ပြည့်သွားပြီဆိုရင်တော့တစ်ဖက်လှန်ပေးလိုက်ပါတယ်အနံ့လေးကတကယ်မွေးပြီးမုတ်အယောင်အစင်းလေးကလည်းအရန်ကိုလှနေရောနော်ပြီးရင်ကျန်တဲ့နောက်တစ်ဖက်ကိုလည်းမီးအေးအေးနဲ့9မိနစ်လောက်အဖုံးအုပ်ပြီးထပ်ထားလိုက်ပါတယ်ကဲဒါဆိုရင်တော့အယောင်လှလှနဲ့အနံ့မွေးမွေးငပြောသီးကိတ်လေးရပါပြီရှင်အရသာကတော့နူးညံ့ပြီးချူချူမွေးမွေးလေးနဲ့ငပြောသီးအရသာကောင်းကောင်းလေးထွက်ပြီးတကယ်ကိုစားလို့ကောင်းပါတယ်ဒီနေ့ဘလော့လေးကိုကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ဖုတ်ဆက်လည်းမလို့ပဲနန်းစစ်ပန်တစ်လုံးရှိုံနဲ့အိမ်မှာအလွယ်တကူလှုပ်ရှားလို့ရတာမို့အားရင်လှုပ်ရှားကြည့်ပါနော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်